ဂျိုင်းမွေးရိတ်ကမှလည်းပြင်းတယ်နောက်တော့ကိုအမွှေးရိတ်ပြီးတဲ့နေရာတိုင်းမှာမဲပြီးတော့ကြံနေခဲ့တဲ့အသေးလေးတွေဟောတာလေးကိုသုံးကြည့်သူက300တာအရန်လွယ်ကူတယ်300တာအဆင်ပြေတဲ့ဘူးလေးနော်ဈေးကလည်းလုံးဝမကြည့်ဘူးသုံးပြပေးနေလို့လိုက်那个该是挂的，我们要搞啥呢？来来来。ဂျိုင်းလေးကိုလည်းဖြူကြည့်တယ်နောက်တော့အမွှေးကျွတ်စေးကောင်းကောင်းလေးလည်းသုံးကျင်တယ်ဆိုတဲ့အသေးလေးတွေဟာတာလေးကိုသုံးကြည့်လုံးကအမွှေးကိုလေမိနစ်ပိုင်းလေးနဲ့ကျွတ်ပြီးတော့ဒီမှာဂျိုင်းသားလေးကိုပါဖြူစေတယ်ကိုသုံးကျင်တဲ့နေရာကိုအကုန်သုံးလို့ရတယ်အမွှေးကျွတ်စင်တဲ့နေရာအကုန်သုံးလို့ရပါတယ်ရှင်ဒီကာလေးကအနက်လေးကလေမှုန့်မွေးလေးအတွက်အနက်လုံးကမစိုးဘူးသုံးရတာအဆင်ပြေတဲ့ဟာတွေလိုချင်နေဆိုရင်အောက်မှာချင်းဝါလေးချတာပေးပါ